အမှန်တမ်းပြောရရင်နေပြောနေတဲ့ဟာတွေအကုန်လုံးကဘာမှကိုအတိတ်ပဲမရှိဘူး sorry ပါဘယ်နားနာသွားသေးလဲကျွန်တော်တကယ်မယူရပါဘူးငါနေပြပြမယ်နော်သူကနင်တို့ကလုံးဝကိုအဆင်မပြေဘူးအဲ့ဒီ phrase လေးတွေကို English လို့ဘယ်လိုပြောမလဲသိချင်တော့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါ Hello guys, welcome back. How are you guys doing? I hope you guys are doing really good. For me, I am really good too. You know, it's been really a pleasure and honor sharing my experience in English to you guys. And this is such a great thing I have ever done in my life. And it's really, really cool. Okay guys, today's video I am going to be sharing some essential English phrases that can be used in your daily conversation, either with your friends or with any other people. Particularly if you're learning English, these are must-known phrases that you shouldn't miss. So let's watch together till the end with me. Hello မင်္ဂလာပါမွေးရဲ့ဗီဒီယိုလေးကနေပြီးတော့အားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ဘာတွေကို sharing လုပ်သွားပေးမယ်ဆိုရင်တော့အင်္ဂလိပ်စာစကားပြောမှာအရေးကြီးမဲ့ phrase လေးတွေကိုထပ်ပြီးတော့ sharing လုပ်သွားပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကအင်္ဂလိပ်စာကိုလေ့လာတဲ့အင်္ဂလိပ်စာကိုလေ့လာတဲ့နေရာမှာ phrase တွေကလည်းအရေးကြီးတဲ့နေရာမှာပါဝင်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့နိုင်ငံခြားသား native speaker တွေပြောနေတဲ့နေ့စဉ်သုံးနေတဲ့ phrase လေး daily conversation phrase လေးတွေကိုသိထားမှာကျွန်တော်တို့နေ့စဉ်ပေါ်မှာလည်းပြန်ပြီးတော့သုံးပြီးတော့ကျွန်တော်တို့ရဲ့အင်္ဂလိပ်စာ speaking skill ကိုလည်းတိုးတက်လာစေမှာဖြစ်ပါတယ်ဆိုတဲ့အခါမှာအားလုံးလည်းဒီနေ့ကျွန်တော်ပါ phrase တွေကိုထပ်ပြီးတော့ sharing လုပ်သွားပေးမယ်ဆိုတာကိုရင်ခုန်နေကြပြီထင်ပါတယ်အခါကျတော့ let's just get started အားလုံးပဲဒီဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ပြောနေကြအတိုင်းအင်္ဂလိပ်စာ sharing တွေကိုအများနဲ့လုပ်ပေးနေတဲ့ကျွန်တော်ရဲ့ RMU YouTube channel လေးကို like and subscribe လေးလုပ်ထားပြီးဖို့တော်လည်းအားလုံးကိုအကြံပေးချင်ပါတယ်ဆိုတော့အချိန်မဆွဲပဲစလိုက်ကြရအောင်ပထမဆုံး phrase လေးတစ်ခုအနေနဲ့ no worries ဒီ phrase လေးကိုမြန်မာလိုအတိတ်ပဲပြန်မယ်ဆိုရင်တော့ကိစ္စမရှိပါဘူးရပါတယ်ဘာမှဖြစ်ပါဘူးအဆင်ပြေပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဘာသာပြန်လို့ရပါတယ်ဒီ phrase လေးကိုကျွန်တော်တို့ဘယ်လိုနေရာမျိုးမှာသုံးလို့ရလဲဆိုရင်တော့လူတစ်ယောက်ကကိုယ့်ကိုကျေးဇူးတင်စကားပြောတဲ့အခါဒါမှမဟုတ်စီရင်လူတစ်ယောက်ကကိုယ့်ကိုဝင်တိုက်မိလို့ဖြစ်ဖြစ်အမှားတစ်ခုလုပ်မိလို့ဖြစ်ဖြစ်သူ့ဘက်ကနေပြီးတော့ကိုယ့်ကိုတောင်းပန်တဲ့အခါမှာကိုယ့်ဘက်ကနေပြီးတော့အဆင်ပြေပါတယ်ဘာဖြစ်ပါဘူးဒီကိစ္စလောက်လေးကတော့ပြောစရာမလိုပါဘူးအဲ့လိုပုံစံမျိုးကျွန်တော်ဘက်ကနေပြီးတော့တုတ်ပြန်တဲ့အခါမှာသူတို့ကို no worry ဆိုတဲ့အသုံးလေးကိုသုံးပြီးတော့ပြန်ပြီးတုတ်ပြန်လို့ရတာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့သိထားမှာက no worry ဆိုတဲ့အသုံးလုံးလေးကအခုနောက်ပိုင်းမှာအရန်ကို traditional နဲ့သုံးလာတယ်ပေါ့နော် traditional နဲ့သုံးလာတဲ့အပြင်ကို no worry ဆိုတာကကြတော့ informal situation ဖြစ်လာတဲ့အတွက်ကိုယ့်ထက်သက်ကြီးတဲ့သူတွေဒါမှမဟုတ်ရင်ကိုယ့်ရဲ့ serious conversation တွေမှာဆိုရင်တော့ no worry ထက်ရင်ကျေးမဲ့ပိုပြီးရင်ကျေးမဲ့you're welcome ဒါမှမဟုတ်ရင် my pleasure ဆိုတဲ့ရင်ကျေးတဲ့သုံးလုံးတွေကိုပို့ပြီးတော့သုံးသင့်ပါတယ်ဥပမာအဖြစ်လူတစ်ယောက်ကကိုယ့်ကိုဝင်တိုက်မိတယ်အခါကျတော့သူကကိုယ်ပြောမယ် oh I'm sorry are you okay oh I'm sorry are you okay အိုတောင်းမှပါတယ်အဆင်ပြေရဲ့လားအဲ့ခါမှာကိုဘာမှမဖြစ်ဘူးကိုအဆင်ပြေတယ်ဆိုတော့ကိုသူ့ကိုပြန်ပြီးတော့ပြောမယ်အဲ့ခါမှာကျွန်တော်တို့က no worry ဆိုရဲစကားလုံးတစ်လုံးနဲ့ကိုပဲသုံးပြီးတော့ပြန်ဖြေလို့ရပါတယ် no worries I'm just fine ရပါတယ်အဆင်ပြေပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးအဲ့လိုမျိုးသုံးလို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ကိုကလူတစ်ယောက်ကိုကူညီလိုက်တယ်အကူအညီပေးလိုက်တယ်အဲ့ဒီခါမှာလူတစ်ယောက်ကကိုပြန်ပြီးတော့ကျေးဇူးတင်စကားပြောတယ်ပေါ့နော် Thank you for your help နည်းအကူအညီတွေကျေးဇူးတင်ပါတယ်ဒါမှမဟုတ်စီရင်အကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့ခါမှာကျွန်တော်တို့ကသူ့ကိုပြန်ပြီးတော့ပြောမယ်ပေါ့နော် No worries ရပါတယ်ဘာဖြစ်ပါဘူးအဆင်ပြေပါတယ်လူတယောက်ကကိုယ်ကျေးဇူးတင်လို့ကိုကသူ့ကိုပြန်ပြီးတော့ no worries လို့ပြန်ဖြေတဲ့ခါမှာကျွန်တော်တို့ပြန်ဖြေတဲ့သူကကိုယ့်ရဲ့တငယ်ချင်းဒါမှမဟုတ်ကိုနဲ့အသက်တူရဲ့သူဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့သူက informal situation ဖြစ်လို့ပါနောက်ထပ်ဥပမာတစ်ခုအနေနဲ့ကိုယ့်တငယ်ချင်းကကိုကိုပေးရမယ့်ပစ္စည်းကိုမေးခဲ့တယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာသူကကိုပြောမယ် I'm sorry I didn't bring you a book တောင်းပန်ပါတယ်ငါနေ့ရက်စာအုပ်ကိုမယူလာခဲ့မိဘူးဆိုတော့ကျွန်တော်တို့ကသူ့ကိုပြန်ပြီးတော့ပြောမယ် No worries tomorrow is fine ဘာဖြစ်ပါဘူးမနက်ဖြန်ယူလာပြီလို့ဆိုရင်လည်းအဆင်ပြေပါတယ်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ no worries ကိုသုံးလို့ရပါတယ်နောက်ထပ် phrase ခုအနေနဲ့ I didn't mean to သူ့ကိုကျွန်တော်တို့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့
ကျွန်တော်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူးကျွန်တော်မရည်ရွယ်ပါဘူးအဲ့လိုမျိုးသုံးလို့ရပါတယ်ဒီ I didn't mean to ဆိုတဲ့ Priestley က no worries ရဲ့ပြောင်းပြန်ပေါ့နော်ဒီ I didn't mean to ဆိုတဲ့ Priestley ကကိုကမထင်မှတ်ပဲနဲ့စကားဝင်ဖြတ်ပြောမိတာဖြစ်ဖြစ်ဒါမှမဟုတ်စီရင်မထင်မှတ်ပဲနဲ့လူတယောက်ကိုဝင်တိုက်မိတာဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးမှာကိုဘက်ကနေပြီးတော့တောင်းပန်ခြင်းတဲ့အခါမှာကျွန်တော်တို့ I didn't mean to ဆိုတဲ့ Priestley ကိုသုံးလို့ရပါတယ်ဥပမာအနေနဲ့ကျွန်တော်ဆိုရင် waiter ပေါ့နော်စားသောက်ဆိုင်တစ်ခုမှာကျွန်တော် waiter လုပ်နေတယ်ကျွန်တော်တို့ကအများကြီးလို customer တွေစီကို drink တွေဒါမှမဟုတ် coffee တွေတွားပြီးတော့တည်သွားပေးရတယ်ဒါပေမဲ့တစ်ခါကျရင်မတင်မှတ်ပဲနဲ့ coffee customer ရှိမှမှောက်ကျသွားတာမျိုးတွေဒါမှမဟုတ်စင်လဲအရေးတွေမှောက်ကျသွားတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့လိုမျိုးမှောက်ကျသွားတဲ့အခါမှာကိုယ့်ဘက်ကနေပြီးတော့မတင်မှတ်ပဲမှားသွားတယ်ပေါ့နော်အဲ့ခါမှာကိုက customer ကိုပြန်ပြီးတော့တောင်းပါမယ် Oh I'm sorry I didn't mean to Oh I'm sorry I didn't mean to Ohကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်တမင်တက်လောက်တာမဟုတ်ပါဘူးကျွန်တော်မထင်မှတ်ပဲလုံးမိတာပါအဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ကိုကရထားစီဖို့အတွက်ရထားကိုစောင့်နေတယ်အဲ့ဒီခါမှာကိုနောက်မှာတန်းစီနေတဲ့သူတွေကလည်းရှိနေတယ်ကိုကမထင်မှတ်ပဲနဲ့ကိုနောက်မှာတန်းစီနေတဲ့သူတယောက်ရဲ့ခြေထောက်ကိုတက်နေမိသွားတယ်ပေါ့နော်အဲ့ခါမှာကိုကတောင်းပန်စကားပြန်ပြောမယ် Did it hurt you I'm sorry I didn't really mean to Did it hurt you I'm sorry I didn't really mean toနာသွားသေးလားကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်တကယ်မရည်ရွယ်ပါဘူးအဲ့လိုမျိုးတောင်းပန်စကားပြောလို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့ကတခြားသူစကားပြောနေတာကိုမထင်မှတ်ပဲဝင်ပြောမိတယ်အဲ့လိုချိန်မျိုးမှာကျွန်တော်တို့ဘက်ကနေပြီးတော့မထင်မှတ်ပဲလုပ်မိတယ်ဆိုတဲ့အကြောင်းကိုပြောပြမယ် I'm sorry I didn't really mean to jump in please keep it going I'm sorry I didn't really mean to jump in please keep it going sorry ပါကျွန်တော်စကားဖျက်ပြောဖို့မရည်ရွယ်ပါဘူးကျေးဇူးပြုပြီးတော့ဆက်ပြောပေးပါနောက်ထပ် praise တစ်ခုအနေနဲ့ honestly ဒီ praise လေးကိုကျွန်တော်တို့မြန်မာလိုတိုက်ရိုက်တဲ့ပဲဘာသာပြန်မယ်ဆိုရင်တော့အမှန်တိုင်းပြောရရင်ယူတတဝင်ခံရရင်ဒါမှမဟုတ်ရင်ပူပူလင်းလင်းပြောရရင်ဆိုပြီးတော့အတိတ်ပဲရပါတယ်ဒီ praise လေးကိုကျွန်တော်တို့ကိုယ့်ရဲ့ထင်မြင်ချက်ကိုတခြားသူကိုပြောပြတဲ့အခါမှာဒါမှမဟုတ်ရင်ကိုပြောနေတဲ့ຢာကမှန်တယ်ကိုကလိန်ပြောနေတာမျိုးမဟုတ်ဘူးပြီးတဲ့အခါမှာတခြားသူပြောတဲ့စကားကကိုအတွက်တတ်တာမဖြစ်စေဘူးသူပြောနေတဲ့ຢာကကိုဒေါသထွက်လာစေတယ်အဲ့လိုအခြေအနေမျိုးမှာကိုယ့်ရဲ့တုတ်ပြန်ချက်ကိုပြောတဲ့အခါမှာကျွန်တော်တို့က honestly ဆိုတဲ့စကားလုံးလေးကိုစာကြောင်း sentence ရဲ့အရှိဆုံးမှာသုံးပြီးတော့ပြောလို့ရတာပဲဖြစ်ပါတယ်ဥပမာတစ်ခုအနေနဲ့ကိုယ့်တငယ်ချင်းကစကားတကားရဲ့အပေါ်မှာကိုယ့်ရဲ့ထင်မြင်ချက်ကိုမေးတယ်ပေါ့နော် What do you think about this movie What do you think about this movie ဒီစကားနဲ့ပတ်သက်ပြီးတော့နေဘယ်လိုမျိုးထင်မြင်လဲနေဘယ်လိုမျိုးပြောချင်လဲပေါ့နော်အဲ့ဒီခါမှာကျွန်တော်ကသူ့ကို response ပြန်ပြီးတော့ပေးမယ် Honestly it wasn't that bad Honestly it wasn't that bad အမှန်တိုင်းပြောရရင်တော့အရင်ကြီးတော့မဆိုးပါဘူးဒါပေမဲ့အရင်ကြီးလည်းမကြိုက်ပါဘူးအဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ကိုကကိုယ့်ရဲ့တငယ်ချင်းမွေးနေ့ကိုမထင်မှတ်ပဲမိသွားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာ Honestly I didn't mean to forget your birthday Honestly I didn't mean to forget your birthday အမှန်တိုင်းပြောရရင်နေ့ရဲ့မွေးနေ့ကိုငါမေ့သွားမယ်လို့မရည်ရွယ်ပါဘူးကိုကတကယ်မေ့သွားတယ်ပေါ့နော်မထင်မှတ်ပဲနဲ့တကယ်မေ့သွားတယ်အဲ့ခါကျတော့ကိုကလိန်ပြောနေတာမဟုတ်ဘူးဆိုပြီးတော့ကိုယ့်ရဲ့တငယ်ချင်းကိုကဒီလိုမျိုးပြန်ပြောတာဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့လူတယောက်ကကိုယ့်ရဲ့အရှိမကိုယ့်ရဲ့မကောင်းကြောင်းတွေကိုပြောနေပေါ့နော်သူပြောနေတဲ့ຢာတွေအကုန်လုံးက bullshit လုံးဝမဟုတ်မမှန်တာတွေပဲပြောနေပေါ့နော်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ကသူပြောနေတဲ့ຢာကကိုယ့်ကိုလုံးဝဒေါသထွက်လာစေတယ်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ကဒီလိုမျိုးပြောလို့ရပါတယ် Honestly this is getting ridiculous Honestly this is getting ridiculous ယူတသားဝင်ခံရရင်နေပြောနေတဲ့ຢာတွေကဘာမှအတိတ်ပဲမရှိဘူးနေပြောနေတဲ့ຢာတွေကလုံးဝကိုရည်စရာကြီးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ထပ် praise ခုအနေနဲ့ let me do something သူကိုကျွန်တော်တို့မြန်မာလိုတိုက်ရိုက်တဲ့ပဲဘာသာပြန်မယ်ဆိုရင်တော့ပါရစီပါစီဆိုပြီးတော့တဲ့ပဲရပါတယ်ဒီ praise လေးကတခြားသူစီကနေပြီးတော့ခွင့်တောင်းတဲ့အခါမှာတခြားသူကိုကူညီပေးတဲ့အခါမှာဒါမှမဟုတ်လို့ဆိုရင်လည်းတခြားသူမေးမြန်းတဲ့အရာကိုကိုကစစ်ဆေးပေးခြင်းတဲ့အခါမှာကျွန်တော်တို့ကဒီ praise လေးကိုသုံးလို့ရပါတယ်ဒီ let me do something ဆိုတဲ့ praise လေးက formal situation ဖြစ်တဲ့အတွက်နေရာနဲ့အခြေအနေတိုင်းမှာသုံးလို့ရပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့က let me ရဲ့အနောက်မှာ do something ဆိုတဲ့နေရာမှာကျွန်တော်တို့ lower man verb တွေပြီးတဲ့အခါမှာ noun တွေကိုထည့်ပြီးတော့ကျွန်တော်တို့သုံးလို့ရတာပဲဖြစ်ပါတယ်ဥပမာအဖြစ်ကိုကလမ်းသွားနေနေအကူအညီလိုအပ်နေတဲ့လူတယောက်ကိုတွေ့တယ်အခါမှာကိုကသူ့ကိုကူညီပါရစီပြီးတော့ပြောမယ် Let me help you with this
Let me help you with this. ငါနင့်ကိုဒါနဲ့ပတ်သက်ပြီးတော့ကူညီပေးရစေငါနင့်ကိုဒါလေးကူညီပေးရစေအဲ့လိုမျိုးကိုဘက်ကနေပြီးတော့အကူညီပေးခြင်းတဲ့အခါမှာဒီ Priestley ကိုသုံးလို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ကိုက hotel တစ်ခုရဲ့ reservation မှာအလုပ်လုပ်တယ်အဲ့ဒီခါမှာ customer တွေကကိုကိုလာပြီးတော့မေးတယ်သူ့ရဲ့နာမည်နဲ့ဒီနေ့သူ reservation ရှိတယ်ပေါ့နော်အဲ့ခါကျတော့ကိုပြန်ပြီးတော့စစ်ဆေးပေးလို့ရမလားအဲ့ဒီခါမှာသူကပြောမယ် I have a reservation under my name could you please check again I have a reservation under my name could you please check again ကျွန်တော်ရဲ့နာမည်နဲ့ reservation ရှိတယ်ပေါ့နော် booking လုပ်ထားတာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုပြန်ပြီးတော့တစ်ခေါက်ပြန်စစ်ပေးလို့ရမလားအဲ့လိုမျိုး customer ဘက်ကနေပြောလာတဲ့ခါမှာကျွန်တော်တို့ကပြန်ပြီးတော့ပြောမယ် One moment please let me check again One moment please let me check again ခဏလောက်စောင့်ပေးပါကျေးဇူးပြုပြီးတော့ကျွန်တော်စစ်ဆေးပေးရစေခဏလောက်စောင့်ပေးပါကျေးဇူးပြုပြီးတော့ကျွန်တော်တစ်ချက်လောက်ပြန်ကြည့်ပေးရစေအဲ့လိုမျိုးသုံးလို့ရပါတယ်ပြီးတဲ့ခါမှာကိုကလူတယောက်ကိုတစ်ခုခုပြောပြချင်တယ်ဒါမှမဟုတ်စီရင်ကိုပြောတဲ့ဟာကိုလူတယောက်ကိုသိစေချင်တယ်အဲ့ဒီခါမှာကျွန်တော်တို့စကားပလင်ခံတဲ့နေရာမှာကျွန်တော်တို့ဒီ let me do something ဆိုတဲ့ phrase လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်ဥပမာအဖြစ် let me tell you something let me tell you something ငါနင့်ကိုတစ်ခုတော့ပြောပြရစေ he is not good for you သူကနင်ကြွမကောင်းဘူးအဲ့တော့လမ်းခွဲလိုက်အဲ့လိုမျိုးသုံးလို့ရပါတယ် Okay guys this is the last one you also made it again အားလုံးပဲဒါတော့နောက်ဆုံး phrase လေးတစ်ခုဖြစ်ပါတယ်နောက်ဆုံး phrase လေးတစ်ခုအနေနဲ့ please ကျေးဇူးပြုပြီးတော့ကျေးဇူးပြု၍ဒီ please ဆိုတဲ့ phrase လေးကနေရာအများကြီးမှာသုံးလို့ရပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော် sharing လုပ်တာပြင်မဲ့နေရာကကြတော့ကိုကတခြားသူကိုတစ်ခုခုလှုပ်စေခြင်းနဲ့ဒါမှမဟုတ်ရင်တခြားသူကိုတစ်ခုခုခိုင်းခြင်းနဲ့ဆိုတဲ့အခြေအနေမျိုးမှာဝကြရဲ့အစီအဆုံးဒါမှမဟုတ်ဝကြရဲ့အနောက်ဆုံးမှာ phrase လေးကိုထားပြီးတော့ကျွန်တော်တို့ယဉ်ကျေးချခိုင်းလို့ပြောလို့ရပါတယ်ဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့စာသင်ကျောင်းမှာတုန်းကဆရာမတွေကကျောင်းသားတွေကိုနှုတ်ဆက်တယ်နှုတ်ဆက်ခိုင်းတယ်အဲ့လိုနှုတ်ဆက်ပြီးတဲ့အခါမှာဆရာမတွေကကျောင်းသားတွေကိုထိုင်စေခြင်းတယ်ပေါ့နော်ထိုင်ခိုင်းတယ်အဲ့လိုခါမှာသူတို့ကပြောတယ် please sit down please sit down ကျေးဇူးပြု၍ထိုင်ပေးပါနောက်ထပ်ဥပမာတစ်ခုအနေနဲ့ကိုကယထာစီဖို့အတွက်ယထာစောင့်နေတယ်အဲ့လိုယထာဂိတ်တွေမှာဆိုရင်ကျွန်တော်တို့အများနဲ့လိုကြားရတယ်ပေါ့နော် please mind the gap between train and platform please mind the gap between train and platform ကျေးဇူးပြုပြီးတော့ platform နဲ့ယထာကြားကဂျိုက်ခွက်လေးတော့မဟုတ်ဘူးပေါ့နော်လို့ကွာဟနေတဲ့နေရာလေးကိုတတိထားပေးပါဆိုပြီးတော့ခဏပြောတာကျွန်တော်တို့ကြားပါတယ်နောက်ဆုံးဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့လေပြန်စီးရလေစီးတဲ့အခါမှာလေမယ်တွေကကျွန်တော်တို့ကိုအမြဲတမ်းတတိပေးတယ်ကိုယ့်ရဲ့ဖုန်းတွေကိုယ့်ရဲ့ set တွေကိုပိတ်ထားဖို့ဒါမှမဟုတ်ရင်လည်း seat belt ကပတ်ပတ်ထားဖို့ပေါ့နော်သူတို့အမြဲတမ်းတတိပေးတယ်ပေါ့နော်အဲ့လိုခါမျိုးမှာကျွန်တော်တို့က please လေးကိုသုံးပြီးတော့ဝကြရဲ့အရှိဆုံးမှာထားပြီးတော့သုံးလို့ရပါတယ် Please fasten your seat belt Please fasten your seat belt ကျေးဇူးပြုပြီးတော့ကပတ်ပတ်ထားပေးပါဒါမှမဟုတ်ရင်လည်းPlease turn off your electronic devices. Please turn off your electronic devices. ကျေးဇူးပြုပြီးတော့ electronic စက္ကူတွေဖုန်းတွေ laptop တို့ iPad တို့အဲ့ဒါတွေကိုပိတ်ထားပေးပါအဲ့လိုမျိုးသုံးလို့ရပါတယ် Okay guys, that's all for today. Thank you very much for hanging out with me once again and I hope you guys enjoyed this video. It's been really a pleasure and honor having you here guys today and you guys are really amazing. Thank you very much for this and thank you very much for being by my side. Like always, you guys are really cute. အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးလည်းဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်လို့မျှော်နေပါတယ်အားလုံးလည်းဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်ပြီးတဲ့ခါမှာဒီဗီဒီယိုလေးကနေပြီးတော့တစ်ခုခုကိုကျွန်တော်တို့သင်ယူလိုက်ရမယ်ပြီးတဲ့ခါမှာအင်္ဂလိပ်စာ phrase ဖြစ်ဖြစ် vocabulary ဖြစ်ဖြစ်တစ်ခုခုကိုကျွန်တော်တို့သိသွားမယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကကြိုနှက်သွားမှာဖြစ်ပါတယ်အခါကျတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးကြောင့်လည်းကျွန်တော်ဒီဗီဒီယိုကိုဆက်ပြီးတော့လုပ်နိုင်တာဖြစ်ပါတယ်ဆိုတဲ့ခါမှာကျွန်တော်ကိုလည်းဆက်ပြီးတော့အားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့အင်္ဂလိပ်စာ sharing အနေနဲ့ကျွန်တော်ရဲ့ point တွေ့ကြုံတွေကို sharing လုပ်ပေးနေတဲ့ကျွန်တော်ရဲ့ Army Mu YouTube channel လေးကို like and subscribe လေးလုပ်ထားပေးဖို့အတွက်လည်းအားလုံးကိုအကြံပေးချင်ပါတယ်ပြီးခါမှာဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ share လုပ်ထားပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အားလုံးပဲကိုယ့်ရဲ့ကျမကြီးကို view ဆိုင်ကြပါနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံကြရအောင် bye bye guys